ဒါမီဆောင်းရောက်ပြီဆိုရင်တော့ဒါမဖြစ်မနေပြောဗျာပေါက်စီစားတယ်ပေါ့ကျွန်တော်ပြချက်ပြအဲ့တန်းစီရပါတယ်ဒီကဈေးလည်းမကြည့်ဘူးကဲဒီမှာပါဗျာဒါကြီးနဲ့ဖုတ်ထားတာဗျာဒါကြီးနဲ့ဖုတ်အဲ့ဈေးလည်းမကြည့်ဘူး1000ပဲရှိတယ်ဗျာသူကငွေတွေလည်းထွက်တာပေါ့နော်ဟိုမှာခေါင်းတိုင်နဲ့အငွေလေးထွက်စားလို့လည်းကောင်းတယ်ဗျာဈေးလည်းမကြည့်ဘူးဆိုတော့လူတိုင်းသဘောကျတယ်လို့ပြောလို့ရတာမကြည့်ပါဒီဆန်ရောက်ပြီပေါ့ဗျာအခုတော့ဒီမှာပေါက်စီကိုသူကလက်နဲ့ဖုတ်တာအောက်ကမီးသွေးနဲ့ဆိုတော့လေလူကတအားတန်းစီတယ်ဈေးကလည်းမကြည့်ဘူးဗျာ1000နဲ့ဆိုတော့အခုစားလို့လည်းအရသာတအားကောင်းအဲကြောင့်ဒီမှာနာမည်ကြီးတာပေါ့နော်အဲကြောင့်အများကြီးလည်းဝယ်လို့မရပါဘူးဒီမှာ3လုံး5လုံးပဲဝယ်လို့ရပါတယ်အများကြီးဝယ်လို့လည်းမရဘူးရှယ်ပဲအမွေထောင်းဖြစ်နေတယ်သူကမီးသွေးလေးနဲ့အချာလေးလောက်ထားတော့အရသာလည်းတော်တော်ရှိရဗျအထဲထဲမှာပဲဗျဒီမှာအရသာလေးရဲပြီးတော့တော်တော်လေးစားတယ်ပူပူလေးနဲ့ပြောမလို့နုနုညံ့ညံ့လေးအဲကြောင့်နာမည်ကြီးတာပေါ့လာပါတယ်ဒီမှာကြည့်ပါဦးရေတကားလေးနဲ့ရေလေးရစီးပြီးတော့ပင်တော့ကအပင်လေးနဲ့ပေါ့ဗျာကိုရီးယားအလှပတော့တအားကိုလှုပ်ထားတာအထဲမှာလည်းမီးရင်လေးနဲ့ပေါ့နော်ကျွန်တော်ပြအထဲမှာလည်းမီးရင်လေးနဲ့လှမလှပင်ရလည်းရမ်းဖုံးရွက်တည်းရလည်းအယောင်ပြောင်းထားတော့တော်တော်လေးလက်ကိုလာကြတာပေါ့လူကြီးဒီနေရာကိုသူကဒီကောင်ကတော့အရွက်တီနည်းနည်းကျွေသွားပြီပေါ့နော်ဒီကောင်အရွက်နည်းနည်းကျွေသွားဒါနာမီဆောင်းပါဗျ